တော့ပါတဲ့နှစ်ချင်းဆရာကြီးတစ်ပါးရဲ့တဲ့ကက်သလစ်ဆရာကြီးတစ်ပါးရဲ့တဲ့အင်္ဂလိကန်ဆရာကြီးတစ်ပါး3ယောက်ကျမ်းစာအုပ်ရောင်းဖို့အတွက်သူတို့ကိုတာဝန်ပေးကြတယ်တဲ့3ယောက်စလုံးတွားရောင်းတဲ့အခါမှာနှစ်ချင်းဆရာကြီးက10အုပ်ပဲရောင်းနိုင်တယ်တဲ့ကက်သလစ်ဆရာကြီးကအုပ်20ရောင်းနိုင်တယ်တဲ့အင်္ဂလိကန်ဆရာကြီးကအုပ်90ရောင်းနိုင်တယ်တဲ့ပြန်လာကြတဲ့ခါကျတော့ဘလောက်ရောင်းနိုင်လဲလို့မေးတဲ့ခါမှာအင်္ဂလိကန်ဆရာကြီးရောင်းနိုင်တာကိုကြည့်တဲ့ခါမှာအယံအံ့ဩကြတယ်ဟာငါတို့ကက်သလစ်တွေကကျမ်းစာမျိုးတို့ထက်ပိုဖတ်ပါတယ်ငါတို့ရောင်းအားလဲပိုကောင်းပါတယ်ဘာဖြစ်လို့မင်းကပထမရတာနှစ်ချင်းကလည်းဒီအတိုင်းပဲငါတို့ကျမ်းစာဘုရားကျောင်းမှာဆိုရင်ကျမ်းစာရွတ်တာများမများမင်းကဘာဖြစ်လို့ကျမ်းစာပိုရောင်းနိုင်တယ်လဲမင်းရဲ့ marketing ကကောင်းလိုက်လားလို့ပြောကြတယ်နောက်တနေ့သွားပြန်ရောင်းတဲ့ခါကျတော့နှစ်ချင်းဆရာလည်းရောင်းအားတက်လာတယ်15အုပ်ရောင်းနိုင်တယ်တဲ့ကက်သလစ်ကရောင်းအားတက်လာတယ်25အုပ်ရောင်းနိုင်တယ်တဲ့အင်္ဂလိကန်ဆရာကြီးကဘယ်လောက်ရောင်းနိုင်လဲလို့စိတ်ဝင်စားမေးကြတဲ့ခါမှာ102အုပ်ရောင်းနိုင်နေတဲ့သူ့ရောင်းအားအမြင့်ဆုံးပဲဒါနဲ့တို့ကပြောကြတယ်ဒါဆိုရင်ခမည်းဘယ်လိုရောင်းလဲဆိုတာကျွန်တော်တို့အရင်သိချင်တယ်ကျွန်တော်တို့ကလည်းပြောပြပါလို့ပြောတဲ့ခါမှာအင်္ဂလိကန်ဆရာကြီးကပြောပါတယ်သူရောင်းတာကဒီလိုရောင်းတာတဲ့အင်ရှိကိုတွားပြီးတော့မှကျန်းစာအုပ်ဝယ်မလားသူမဟုတ်ကျန်းစာအစအဆုံးကျွန်တော်ပဲဖတ်ပြရမလားလို့ပြောတဲ့ခါမှာအမြင်ကိုသူတို့ဝယ်ကြတာဖြစ်တယ်ဖတ်တော့မဖတ်ပါနဲ့ဝယ်ပဲဝယ်လိုက်ပါမယ်ဆိုတော့မှကျွန်တော်တို့ရောင်းကြည့်သူတွေအတွက်နှုတ်ကပတ်တော်ဟာတကိုးအကြီးဆုံးအရေးကြီးဆုံးအရာအလုံးကိုပေးနိုင်တဲ့အရာလို့ပြောပေမဲ့အစအဆုံးဖတ်ဖို့နေတာဖတ်ပြမယ်လို့ပြောရင်တောင်မှကြောက်လန့်နေတဲ့သူတင်ဖြစ်မိပါသလားဒီကနေ့နှုတ်ကပတ်တော်ဟာတင့်အတွက်ပါလေတင့်အတွက်ကျမ်းမာခြင်းပေးနိုင်တာဒီနှုတ်ကပတ်တော်ဖြစ်ပါလေဟာလေလုယာတင့်ကိုစိတ်သက်ကြတဲ့နေရာကနေပြန်ပြီးတော့မှမနိုင်တာဒီကျမ်းစာပဲဖြစ်ပါလေမျော်လင့်ချက်မဲ့နေတဲ့နေရာကနေမျော်လင့်ချက်တွေကိုရှင်သန်စေတာဒီကျမ်းစာပဲဖြစ်ပါလေလောကဓာတ်မှာအရှုံးမခံမဲ့နဲ့လောကကိုအောင်နိုင်တာလေဒီကျမ်းစာကပဲကျွန်တော်တို့ကိုလမ်းဖြောက်ပေးနိုင်တာဖြစ်ပါတယ်ဟာလေလုယာဒီကျမ်းစာဟာတင့်အတွက်သူ့မှာရှိသောတကူအတိုင်းရှိပါစေလို့ဒီကနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်